မင်းသားသည်ကြီးမားလာသောငွေဟောက်ကြီးတစ်ကောင်၏ခန္ဓာကိုယ်တွင်စုဝင်နေသည့်ချွန်ထက်သောစုတစ်ချောင်းကိုတွေ့ရှိခဲ့သည်ထို့ကြောင့်သူသည်ရင်းကိုဆွဲထုတ်ကူညီပေးရန်အတွက်နွယ်ပင်များကိုအသုံးပြုကာပြင်ဆင်ခဲ့သည်မိမိအသက်ကိုကယ်တင်ပေးခဲ့သည့်အတွက်ကျေးဇူးတင်သောအဖြစ်ထိုငွေကြီးသည်မင်းသားအားနှစ်ပေါင်း1000သက်တမ်းရှိသောဝိညာဉ်ရေးရာနတ်ဆေးရည်တစ်ခွက်ကိုယူဆောင်ပေးခဲ့သည်မည်သူမျှမသိစေဘဲရင်းကိုတောက်သုံးပြီးနောက်မင်းသား၏အတွင်းအားမှာချက်ချင်းပင်ထိုးတက်သွားပြီးခဏတာအတွင်း၌ပင်ပြိုင်ဘက်ကင်းတိုင်းပညာရေးတစ်ခုကိုတက်မြောက်သွားကာသူ့ကိုယ်သူလုံးဝအနိုင်မဲ့သူတဦးဖြစ်လာစေခဲ့သည်မင်းသားသည်ဤထူးခြားဆန်းပြသောသတင်းကောင်းကိုသူ၏ခမေးတော်အားမျှဝေလိုသောကြောင့်တွားရောက်ခဲ့ရာလမ်းကူးလက်အဝင်ဝမ်း၌ပင်သူ၏မိထွေးနှင့်ခမေးတော်တို့ပူးပေါင်းကာဧကရစ်မင်းမြတ်ကိုလုကြံတက်ဖြတ်နေကြသည်ကိုမမျှော်လင့်ပဲမြင်တွေ့လိုက်ရသည်ထိုသူနှစ်ဦးထွက်ခွာသွားပြီးနောက်မှသာသူသည်နောက်ွယ်မှပြေးထွက်လာပြီးပြင်းထန်စွာဒဏ်ရာရရှိထားသောအုပ်ချုပ်သူမင်းကြီး၏ရှေ့၌လူထောက်ကငိုကြွေးလေတော့သည်တရံဆဲဆဲလူသားသည်နောက်ဆုံးထွက်သက်မတိုင်မီနောင်တွင်မြည်သည့်တေစေနိုင်သောဘေးရန်ရဲ့မှမဆိုရှောင်ရှားနိုင်ရန်အတွက်မိမိ၏အရေးချင်းကိုဖုံးကွယ်ထားရမည်ဟုသူ့ကိုလမ်းညွှန်မှာကြားခဲ့သည်မျက်စိတစ်မိတ်အတွင်းမှာပင်နှစ်ပေါင်း20ကုန်ဆုံးသွားခဲ့သည်နေ့ဘက်တွင်သူသည်တက္ကသိုလ်ကျောင်းတော်အတွင်းစီးစိမ်ရင်မှုပြီးပျော်ပါသောဘဝကိုဖျက်ဆီးနေခဲ့သည်ထို့ကြောင့်လူတိုင်းကသူ့ကိုစားတောက်ပျော်ပါကစားဖို့သာစိတ်ဝင်စားသည့်အသုံးမကျသောလူပြင်းတအုပ်အဖြစ်ယုံကြည်ခဲ့ကြသည်သို့တော်လည်းညင်းတဲ့ချိန်များတွင်မူသူသည်တောင်ကုန်းနောက်ွယ်၌မိမိ၏ပြိုင်ဘက်ကင်းနတ်ဖျားတိုင်းပညာရပ်များကိုတိတ်တဆိတ်လေ့ကျင့်ခဲ့သည်တနေ့တွင်မမျှော်လင့်ပဲသူ၏အစေခံမိန်ကလေးနှင့်အတူပုံတန်းကစားနေစဉ်တောမီမခတ်ပဲရောက်ရှိလာသောဧည့်သည်တဦးဝင်ရောက်လာသည်ကိုမင်းသားချက်ချင်းပင်ရိပ်မိလိုက်သည်သို့တော်လည်းသူသည်ကစားပွဲ၌အာယုံအပြည့်ရှိနေသည်ဟန်ဆက်လက်ဆောင်နေခဲ့သည်ထို့ကြောင့်ကျူးကျော်သူမှာရုတ်တရက်တိုက်ခိုက်ခွင့်ရသွားပြီးလက်ဝါးချက်တစ်ချက်တည်းဖြင့်သူ့ကိုမေးလဲသွားအောင်ပြုလုပ်နိုင်ခဲ့သည်ထို့နောက်အခိုးသည်လှည့်ပြန်ကလျှို့ဝှက်စပွဲတစ်ခုပေါ်မှကြောက်စိမ့်ဖြူဗုဒ္ဓပတိစေတကုံကိုလူယူပြီးလျှို့ဝှက်တောင်ဝင်ပြီးမြောက်ကြောင်းအစီရင်ခံရန်ပြန်လှည့်သွားခဲ့သည်သို့တော်လည်းအိတ်ခမ်းဆောင်မှထွက်ခွာပြီးမကြာမီမှာပင်ထိုကျူးကျော်သူသည်မင်းသားကမိမိ၏နောက်ွယ်သို့မြည်သည့်အတန်မျှမထွက်ဘဲတိတ်တဆိတ်ရောက်ရှိနေသည်ကိုရုတ်တရက်သိရှိသွားခဲ့သည်မင်းသားသည်မူလကမိမိ၏အဆက်အမှန်စွမ်းကိုထုတ်ဖော်ပြသရန်ဆန္ဒမရှိတော့လဲရန်တကိုးယူသွားသည့်အရာမှာကွယ်လွန်သွားပြီဖြစ်သောမိခင်ဖြစ်သူချန်ထားရေးခဲ့သည့်အမှတ်တရလက်ဆောင်ဖြစ်နေသည်လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့်ပင်သူသည်ထိုတကိုးအား9မီတာခန့်ဝေးရာသို့လွင့်စင်သွားစေခဲ့ရာကြောက်တောင်တို့တစ်ခုပေါ်သို့ပြင်းထန်စွာကြားရောက်သွားခဲ့သည်စကားအနှဲငယ်ပြောပြီးနောက်မင်းသားသည်သူ၏ပြိုင်ဘက်အားလက်ဝါးချက်တစ်ချက်ဖြင့်ပင်အဓိကသွေးကြောမကြီးရှစ်သွယ်ဖို့အပိုင်းပိုင်းချိန်မှုပြလိုက်သဖြင့်ထိုသူမှာအသက်မဲ့ကမြေပြင်ပေါ်သို့လဲကျသွားတော့သည်ထို့နောက်လူတအူးကအေးချောင်းကိုသူ၏ဦးလေးဖြစ်သူရင်ခွင်ပိုင်မင်းကြီးRegent ထန်ချက်ချင်းသတင်းပို့ခဲ့သည်အစာပိုင်းတွင်ရင်ခွင်ပိုင်မင်းကြီးသည်မိမိ၏တူဖြစ်သူကလက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့်လူတစ်ယောက်အားအသက်အန္တရာယ်ပြုနိုင်သည်ဟုသောအချက်ကိုမယုံကြည်ခဲ့ပေသို့သောအဆောင်ဖြစ်သူကမိမိ၏ဦးကောင်းဖြင့်အာမခံရဲကြောင်းပြောကြားသည်ကိုကြားလိုက်ရသောအခါသူ၏ဇဝေဇဝါဖြစ်နေသောမျက်နှာမူရာသည်ချက်ချင်းပင်ပြုံးရွှင်သောမျက်နှာဖြစ်သို့ပြောင်းလဲသွားခဲ့သည်ယခုအခါသူ၏တူဖြစ်သူသည်နောက်ဆုံးတွင်သူ၏ရေးချင်းကိုပြသလာပြီးဖြစ်ရာယင်းသည်အီလာနိတိုင်းပညာပြိုင်ပွဲကိုအသုံးချပြီးရှုပ်ထွေးလာသောဤဝင်တို့ဝင်ပိုးကြီးကိုမိမိအကို၏တာမီးများထံသို့ပြန်လည်လွှဲပြောင်းပေးအပ်နိုင်တော်မူဖြစ်သည်ယင်းသည်ကောင်းမွန်လာသောအစီအစဉ်တစ်ခုဖြစ်တော်လဲသူ၏မင်းသမီးတွင်မူအလွန်ကြီးမားသောရည်မှန်းချက်ကြီးမှုများရှိနေခဲ့သည်လွန်ခဲ့သောနှစ်ပေါင်းများစွာကမင်းသား၏ခမေးတော်စစ်ပွဲအတွင်းကြာဆုံးခဲ့ရခြင်းနှင့်မိခင်ဖြစ်သူရုတ်တရက်ကွယ်လွန်ခဲ့ရခြင်းတို့သည်အမှန်တကယ်တော့ထိုမင်းသမီးနှင့်ဝင်ကြီးချုပ်တို့ပူးပေါင်းကြံစည်ခဲ့သောလုပ်ကြံမှုတစ်ခုသာဖြစ်သည်သို့သောထိုအချိန်ကမင်းသားမှာအလွန်ငယ်ရွယ်သေးပြီးအင်းတို့အုပ်စုကနန်းတော်တစ်ခုလုံးကိုလွှမ်းမိုးထားနိုင်သဖြင့်သူသည်စိတ်ရှည်သည့်ခံကအခွင့်အခါကောင်းကိုသာစောင့်ဆိုင်းနေခဲ့ရသည်လွန်ခဲ့သောတရက်ကပင်မင်းသမီးသည်မိမိသားတော်အတွက်ထီးနှံကိုလုံခြုံစိတ်ချရစေရန်လက်အောက်ခံရရှိများအားစုပေါင်းပြီးတိုင်းပညာပြိုင်ပွဲမှတစ်ဆင့်အင်းရှိမင်းသားတစ်ပါးကိုခန့်အပ်ရန်တောင်းဆိုသည့်အတနာခံစာတစ်စောင်ကိုတင်သွင်းရန်အမိန့်ပေးခဲ့သည်လူတိုင်းနန်းတော်အတွင်း၌ကွယ်လွန်သူဧကရစ်မင်းမြတ်အားအမွှေးတိုင်ပူဇော်နေကြစဉ်တော်တိုင်းလူရိုင်းများသည်ပြဿနာရှာ